Yang alwe tiene uga jingpo lai ka shine le mangko na bai khap taw la ka ai ya de ni na ndai video tha e ka che ka a chai la ngai lam to mli ko e ka phe chai la ngai lam phe e kha cha ma wa ka Nice အားလုံးပဲမင်္ဂလာပါကချင် language ကနေပြန်လေးကြည့်ဆိုပါတယ်ဒီနေ့ဒီဗီဒီယိုမှာကကြတော့ကနဲ့ကရဲ့အသုံးပြုခြင်းရဲ့အပိုင်းလေးဖြစ်တဲ့ကအသုံးပြုခြင်းကိုပြန်လေးလေ့လာကြစို့แต่คุณอายังพังสกาอีกาสันนิเพกายเฉลยอาเจนเทชรานิเพกะเชกะลังไงกาสตอนอาเตียนก็อันใดก็เลยกระเตียนกระชนิงกระสตากระนิ่งใช้งวยนิทะกะเพใจลังไงเด้ဒါဆိုရင်စလိုက်ကြရအောင်အချိန်နဲ့နေရာတွေကိုမိကုအနေဖြင့်မဲတော့အခါကကိုအသုံးပြုပါတယ်ဥပမာအဖြစ်အချိန်ကလွဲကရတဲ့ဘေအချိန်ကရရှနေဘေနှစ်ကရစတာဘေလကရနင်းချွိုင်ဘေနဲ့我的天哪ဆိုရင်စာတောင်းတစ်ခုကိုဥပမာနဲ့ဖြင့်ကြည့်အောင်နန်းနာရှငိုင်ထွဲကရစတာရိုက်တာတင်ဤမွေးနဲ့ဘေလမှာလေမတွနာမဲရှာဖေးစားနိုင်ကိုใจลังไงဖေးပဲอยู่ကกนังกระก็กนังหน้ากระเดตากระเทยังตาအခုဆက်လက်ပြီးတော့နေရာကိုမေးတဲ့အချိန်မှာကာကိုအသုံးပြုခြင်းကိုပြန်ကြည့်ရအောင်ကနန်းပင်မာကရာก็ပင်မာလေကနန်းနာပေကလေကရာเดตาပေကိုလေကရာเทยังตาပေနာမှာလေ ဆိုရင်နေရာကိုမဲတဲ့စာကြောင်းကိုကြည့်ရအောင်နန်းဆိုတာကတင်ကနန်းနာရိုင်ဘေကလေနန်းကနန်းနာရိုင်တင်ဘေကလေဒါဆိုရင်ဒီ part 4 ဗီဒီယိုကိုဒီမှာအဆုံးသတ်ပါတယ်ဒီ part 4ကအကြောင်းအရာတွေကိုနားမလည်တာမသိတာသိချင်တာတွေရှိရင် comment မှာမေးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်အပိုင်း9မှာပြန်ဆောင်ကြရအောင်နော် bye bye